ညနက်တန်ကောင်12နာရီတိတီအပြန်မှာမိုးကတဖွဲဖွဲယူရနေတီလေပြင်းကလေးကပဒင်းပေါက်မှန်ချက်တွေကိုလာရိုက်ခတ်နေတဲ့အတန်ကစာရွက်ပေါ်လက်သေးနဲ့ချစ်နေတယ်လို့တကြည့်ကြည့်မြင်နေပါတယ်မင်းခန့်တယောက်ထဲအင်ကြီးထဲမှာစာဖတ်ရင်ငိုင်မီးနေနှုံရုတ်တရက်ဆိုဖာဘေးကစပွဲတင်ဖုံလေးကမြည်လာပါတယ်တူဒီဘက်ခေတ်မှာဘသူကများစပွဲတင်ဖုံကိုတုံးနေသေးလို့လဲမင်းခန့်နည်းနည်းတော့ထူဆန်းသွားတယ်ဒီအိမ်ကသူ့အဖိုးအဖွားတွေစီကအမွေရထားတဲ့အိမ်ဟောင်းကြီးမို့ဖုံးလိုင်းကရှိနေတော့ပဲဆိုတာသူသိပေမဲ့ဘသူမှဒီနံပါတ်ကိုမသိကြပါဘူးသူဖုံးကိုကိုင်လိုက်တယ်ဟယ်လိုတစ်ဖက်ကဘာအတန်းမှပြန်မလာဘူးဒါပေမဲ့ပြင်းထန်တဲ့အသက်ရှူတန်ကိုတော့အတိုင်းသားကြားနေရတယ်တယောက်ကအပြေးအလွာပြေးလာပြီးမှဖုံးဆက်လိုက်တယ်လို့မျိုးမောဟိုင်နေတဲ့အတန်းဟယ်လိုဘာတူလဲဗျာဒီတခါတော့တိုးညမ်းတဲ့မိန်းကလေးတယောက်ရဲ့အတန်းထွက်လာတယ်နောက်ကိုလှည့်မကြည့်နဲ့သူရောက်နေပြီကြောက်ဆိုတဲ့အတန်းနဲ့အတူဖုံးလိုင်းပြတ်သွားပါတယ်မင်းခန့်ရဲ့ကြောရိုးတစ်လျှောက်စိန်ခနဲဖြစ်သွားတယ်တကိုယ်လုံးကြက်တီးမွေးညင်းတို့ထသွားပြီးအခန်းထဲမှာတယောက်ရှိနေတယ်လို့ခံစားလိုက်ရတယ်ဒါပေမဲ့သူအားတင်ပြီးနောက်ကိုဖြည်းချေလှည့်ကြည့်လိုက်မိတယ်ဘာမှမရှိဘူးမောင်မဲနေတဲ့ဧည့်အခန်းကျဲကြီးနဲ့အဘိုးဖြစ်သူရဲ့ပုံတူကားချက်ကြီးပဲရှိနေတယ်